ဇာထဲမှာကြည့်ရင်ဘုရားရှင်သည်ဖန်ဆင်းရှင်ဖြစ်တယ်အလုံးစုံကိုဖန်ဆင်းတဲ့ဘုရားရှင်ဖြစ်တယ်ဒါကြောင့်မလို့ဒီထဲမှာဘုရားရှင်ကလူတော်ဝါကိုဖန်ဆင်းတဲ့အချိန်မှာကျမ်းစာကပြောတယ်လူတော်ဝါထဲမှာဝိညာဉ်ဆိုတာကိုထည့်သွင်းပေးလိုက်တယ်ဆိုတာဟောဒီဘုရားရှင်နှုတ်ကပတ်တော်ထဲမှာပဲရှိတယ်ဘာသာတရားနဲ့ဆိုင်တဲ့စာအုပ်တွေအများကြီးပဲရှိအများကြီးကောင်းပါတယ်ဝိနည်းအထုံးအဖွဲ့ကျင့်ဆောင်မှုတွေအားလုံးလိုက်နာဖို့ဆောင်ရွက်ဖို့အများကြီးရှိတယ်ဒါပေမဲ့ဘယ်ဘာသာတရားစာအုပ်ထဲမှာမှတမန်ကျမ်းစာလို့လူတော်ဝါကိုဘုရားဖန်ဆင်းတဲ့အချိန်မှာဝိညာဉ်ကိုထည့်သွင်းပေးတယ်လို့ဖော်ပြထားတာဒီမှာပဲရှိတယ်ဒါကြောင့်မလို့ဒီစာအုပ်ကိုတမန်ကျမ်းစာလို့ခေါ်ပါတယ်ပြန်စဉ်းစားကြည့်နော်အဟိတ်တိရစ္ဆာန်တွေကိုလည်းဘုရားဖန်ဆင်းပါတယ်ဒါမဲ့ဒီအဟိတ်တိရစ္ဆာန်တွေကိုဘုရားဖန်ဆင်းတော်လဲအဟိတ်တိရစ္ဆာန်ဒီထဲမှာဘုရားရှင်သည်ဝိညာဉ်ကိုထည့်သွင်းမပေးပါဘူးအသက်ကိုတော့ဖန်ဆင်းပေးတယ်အတော်တန်အသိတရားရှိအောင်တော့ဖန်ဆင်းပေးတယ်ဒါမှမဟုတ်1ရာစုနှစ်ကနေခဏ21ရာစုနှစ်ကိုကျွန်တော်တို့ရောက်လာတဲ့အချိန်မှာလမ်းပေါ်မှာဒါမှမဟုတ်ကျွန်တော်တို့အိမ်မှာမွေးထွားတဲ့ခွေးလေးတွေကအစဘလောက်ကျွန်တော်တို့ချစ်ပြီးတော့ဘလောက်တွင်တင်ပေးပြီးမဲ့မနေ့မိုးလင်းလာတဲ့အခါမှာဒီအင်ရှင်မကြီးကိုမွေးတဲ့ခွေးလေးကဟာ good morning mommy ဆိုရင်ခင်ဗျပလက်လာသွားမှာပဲနော်ဘယ်ခွေးပြောတတ်လဲအဲ့လိုခွေးမို့လို့မပြောတတ်တာလူဆိုရင်ပြောတတ်တယ်နော်ဒါလေးတွေကကျွန်တော်တို့စဉ်းစားကြပြန်တွေးကြည့်ပါလူတော်မှဘုရားရှင်ကနှမျိုးခွဲထားတယ်ဒါလည်းကျွန်တော်တို့ရဲ့ရွေးချယ်မှုပဲဖျားလူဖြစ်လို့ရတယ်စာတန်လူဖြစ်လို့ရတယ်ဖျားကိုကျွန်တော်တို့ရွေးချယ်လို့ရတယ်လို့စာတန်ကိုလည်းကျွန်တော်တို့ရွေးချယ်လို့ရပါတယ်စာတန်ကိုရွေးချယ်ပြီးစာတန်နောက်လိုက်တဲ့အခါကျရင်စာတန်ရဲ့အကျင့်စာတန်ရဲ့အနိဋ္ဌာယုံအားလုံးကိုကျွန်တော်တို့ကောင်းမွန်စွာသုံးတတ်မယ်အဲ့ဒီလိုအသက်ရှင်တတ်မယ်ဒါမဲ့အကျိုးကျေးဇူးကတော့ကြောက်စရာပဲထို့အတူပဲထာဝရဘုရားကိုကျွန်တော်ရွေးချယ်လို့ရတယ်ထို့ကြောင့်ကျွန်တော်တို့ဒီမှာထာဝရဘုရားကိုရွေးချယ်လို့ဒီလိုနေရာမျိုးကိုစူးစမ်းလာပြီးတော့ဒီမှာပျော်ပျော်ရွှင်ရွှင်နဲ့နင်းချိုက်နဲ့ပါဝင်လို့ရပါတယ်နော်ဒီကျမ်းစာကိုပြန်ဖတ်ပါမိခာအနာဂတိကျမ်းနော်ကျွန်တော်ကတော့အခုနဒီမှာဖတ်ခဲ့ပြီးငါမူကားထာဝရဘုရားကိုမျှော်လင့်မည်ငါကိုကယ်တင်တော်မူသောဘုရားသခင်ကိုခိုးလုံမည်ဒီမှာထိုင်နေတဲ့ကျွန်တော်ကျမအရောက်တိုင်းအဲ့ဒီတိုင်းပြောနိုင်သောသူများဖြစ်ပါစေပြောယုံတာမဟုတ်ဘဲနဲ့လိုက်လျှောက်တော်သူများလည်းဖြစ်ကြရအောင်ဒါကျွန်တော်တို့အတွက်ဘုရားပေးတဲ့ရွေးချယ်ခြင်းပဲနော်ဒါကြောင့်မလို့ငါမူကားထာဝရဘုရားကိုမျှော်လင့်မည်ငါကိုကယ်တင်တော်မူသောဘုရားသခင်ကိုငါခိုးလုံမည်ငါဤဘုရားသခင်သည်ငါစကားကိုနားထောင်တော်မူမည်အချင်းရန်သူငါအပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါလဲတော်လဲထဥမည်မောင်မိုက်၌ထိုင်ရတော်လဲထာဝရဘုရားသည်ငါ၏အလင်းဖြစ်တော်မူလိမ့်မည်ဒါကျွန်တော်တို့အားလုံးရွေးချယ်ဖို့ပဲဘုရားရှင်သားသမီးများဖြစ်ကြရအောင်သာ၍ဖြစ်ကြရအောင်ဒါကြောင့်မလို့အဲ့ဒီလိုမျိုးသဘောပေါက်ပြီးခံယူလာတဲ့အခါကြတော့ကစာလံကျမ်းကဆက်ပြောပါတယ်နော်ဒါမှမဟုတ်မိခါအနာဂတိကျမ်းခုန9နဲ့ကျွန်တော်တို့တွဲပြီးတော့ဖတ်ဖို့စာလံကျမ်းအခန်းကြီး62မှတ်ထားပါနော်မိခါ9ပြီးရင်စာလံကျမ်း62နဲ့တွဲပြီးတော့ကျွန်တော်တို့ဖတ်ပါ
ဆာလံကျမ်းကြတော့ဒီဆာလံဆရာကသူပါပြောလေအကယ်စင်စစ်ငါဝိညာဉ်သည်ဖယားသခင်ရှေ့မှာငြိမ်ဝတ်စွာနေတတ်၏နော်ဖယားကိုသိတဲ့လူကဒီတိုင်းသူခံယူတတ်တယ်ငါကိုကယ်တင်ခြင်းအကြောင်းသည်အထံတော်ကတက်ရောက်ရ၏ဒီနေ့ငါကိုထာဝရအသက်ပေးတာဟိုညောင်ပင်ကြီးကပေးတာမဟုတ်ဘူးဟိုဘိုးတော်ကြီးကပေးတာမဟုတ်ဘူးထာဝရဖယားပေးတာဒါကြောင့်မလို့ငါသည်တမန်လူမဟုတ်ဘူးဖယားလူဖြစ်တယ်ပြန်စဉ်းစားကြည့်ပါနော်အထံတော်ကတက်ရောက်ကြ၏အဲ့ဒီစုကျေးဇူးဟာနော်ဘာသာတရားကြောင့်ရတာမဟုတ်ဘူးဂိုင်းကနကြောင့်ရတာမဟုတ်ဘူး theology ပညာကြောင့်ရတာမဟုတ်ဘူးဖယားရှင်ထံတော်ကတက်ရောက်တဲ့စုကျေးဇူးဖြစ်ပါတယ်အကယ်စင်စစ်ဖယားသခင်သည်ငါဤကြောင့်ငါကိုကယ်တင်ခြင်းအကြောင်းငါခိုလုံရာဖြစ်တော်မူ၍ငါ၌လှုပ်ရှားခြင်းများစွာမရှိရဟောကျွန်တော်တို့အားလုံးရဲ့ဆုံးဖြတ်ချက်ဒီတိုင်းပဲဖြစ်၍နော်ဘုရားရှင်နဲ့အတူတိုးပြီးတော့ရှောက်လိုက်ဖို့အထူးသဖြင့်အခုခေတ်အချိန်အခါမှာတွေ့ကြုံနေရသမျှအရာအားလုံးကိုဒီယုံကြည်ခြင်းနဲ့ဒီဆက်ကပ်ခြင်းနဲ့ဒီဘုရားသခင်ကိုသာဥထိတ်ထားတဲ့သူဟာဒီလောကကိုအောင်တော်သူအမှန်ဖြစ်ပါလိမ့်မယ်နော်သင်တို့သည်အဘယ်မျှကာလပတ်လုံးတက်ရောက်တော်သူကိုတိုက်ကြသည်နီဒီလောကမှာအထူးသဖြင့်ငါတော့ဘုရားနောက်ပဲလိုက်မယ်ဘုရားသခင်အတွက်ငါဧဝံဂေလိလုပ်ငန်းလုပ်မယ်ဒီလောကရဲ့အညစ်အကြေးပညာငါမလုပ်ဘူးဆိုရင်သိတော့မလွယ်ဘူးနော်စစ်မှန်တဲ့အပေါင်းအသင်းလဲခင်ဗျာသိရှိပါလဲမဟုတ်တောင်းလူကလည်းခင်ဗျာကိုချီးကျူးမှလည်းမဟုတ်ဘူးနော်ဟောမဖယယူကြီးလာပြီလို့တော့မှပြောရင်ပြောဦးမှာပဲဒါတွေကအကြောင်းမဟုတ်ဘူးဒါပေမဲ့ရွေးချယ်မှုကအဓိကပဲမိတ်ဆွေရဲ့ရွေးချယ်မှုမှန်ရင်ခင်ဗျာဒီဖယားသားဖယားသမီးဖြစ်မယ်နော်ဂိုင်းကနာတစ်ခုတစ်ခုမှနာမည်ပေးထားလို့ဖယားသားဖယားသမီးမဖြစ်ပါဘူးကိုကက်သလစ်ခေါ်AG ခေါ်ဘက်တစ်ပဲခေါ်အင်္ဂလိကန်ပဲခေါ်ဘာပဲခေါ်အဲ့ဒီလိုခေါ်လို့ဖယားသားသမီးဖြစ်မယ်လို့ကျမ်းစာထဲမှာလည်းအာမခံချက်မရှိဘူးကျမ်းစာထဲမှာကတော့အာမခံတာငါကိုယုံကြည်တော်သူသည်ငါနောက်သို့လိုက်တော်သူဖြစ်တယ်ထိုသူသည်တမန်တရားကိုသိ၍လောကကိုအောင်တော်သူဖြစ်တယ်နော်ဒါကြောင့်မလို့ဒီမှာဆက်ပြီးကျမ်းစာကိုကြည့်တဲ့အခါမှာထိုသူကိုမြင့်သောအရမှလှဲခြင်းငါကြံစီလျက်နေကြ၏မှုသာကိုနှစ်သက်ကြ၏ဒီလောကမှာတော့မှုသာကိုနှစ်သက်တဲ့လောကဖြစ်ပါတယ်နှုတ်ဖြင့်ကကောင်းကြီးပေးလျက်နှလုံး၌ကကျိန်ဆဲခြင်းကိုပြုတတ်၏တချို့လူတွေအရာနှုတ်ချိုတယ်ဟာမလေးကွာမင်းတော်ခက်တဲ့ကောင်ပဲစောကပြောရောပေါ့တကယ်ကွာစိတ်မကောင်းပါဘူးသူပဲဟိုမှာတော့ကြောက်တွန်းထားတာနော်ဟဲ့တာကြီးကျွန်တော်တို့နားလေဒီနေ့ကျွန်တော်တို့ရဲ့လမ်းပြရှင်သည်ယေရှုခရစ်တော်အားဖြင့်ရတဲ့တန်ရှင်သောဝိညာဉ်တော်ပဲဖြစ်ရမယ်